ဇက်ကားကြည့်စရာမလိုဘဲနဲ့တချင်းတစ်ပုတ်နားထောင်ရင်ငိုရလိမ့်မယ်လို့ဘယ်သူထင်ပါဒါပေမဲ့အဲ့တချင်းကတကယ်ရှိတယ်ဗျတခြားတချင်းမဟုတ်ပါအခုတလောခစ်စားနေအောင်မြင့်မြတ်နဲ့မေဆွီဆိုတာလေစိတ်မမ်းပြဆိုတဲ့တချင်းလေးပဲတကယ်ကိုဗျာတော်တော်ကိုကောင်းတာခံစားချက်နဲ့တိုက်ဆိုင်တဲ့လူတွေဆိုရင်တော့တီရှူးလေးပါဆောင်းပြီးတော့မှနားထောင်အောင်မယ်တချင်းဘယ်အပိုက်တွေတော့မေဆွီဆိုတဲ့အပိုက်တွေဆိုတော်လေးကိုဗျာသူ့ရဲ့အတန်နဲ့တကယ်ဟိုတခုခုလွမ်းဆွေးသွားပြီးတော့မှခံစားနေရအဲ့လိုအပိုက်မျိုးမရတော့တော်တော်ကြာကြီးဗျကျွန်တော်တို့30ကျော်တန်းနေဆိုလို့ရှိရင်တချင်းတစ်ပုတ်ဆိုထွက်လင်းနားထောင်တယ်အကောင်းလားကောင်းတယ်နားထောင်တယ်ဒီလောက်ပဲရင်ထဲဆွဲကြံနေတဲ့တချင်းဆိုတာမရှိတဲ့လောက်ရှားလာတယ်ဗျာဒီဟိုတလောကတကင်ချင်းတယောက်ကစိတ်မမ်းမြဆိုတဲ့တချင်းတပုတ်ထွက်နေတဲ့နားထောင်ကြည့်လိုက်တဲ့တော်တော်လေးကောင်းနေတဲ့တော်တော်လေးကောင်းနေတယ်နားတော်ရင်လည်းငိုချင်လို့ရီချင်လို့ဖြစ်လာလို့တယ်အော်အေးဟောအမှုမဲ့ပဲဒီတိုင်းပဲထားလိုက်အဲ့နဲ့မင်းညပြင်းပြင်းရှိရတယ်တစ်တော့ကြည့်နေတယ်သူတိုင်းတစ်တော့ဆော့တယ်တချင်း chorus bite တွေတက်လာတော့အော်ဒီချင်းတင်နေဆိုတော့အစအဆုံးရှာကြည့်လိုက်ရှာကြည့်ပြီးတော့ဒီချာလေးနားထောင်ကြည့်လိုက်အာဗျာတကယ်ဘာလို့လွမ်းလို့လွမ်းမှမသိတော်တော်ကြီးကိုစိတ်ထဲမှာခုလွမ်းလို့ပဲအဲ့လိုမျိုးခံစားတကယ်တချင်းနားထောင်ရင်လည်းအဲ့လိုခံစားလိမ့်မယ်ဘုဒ္ဓထင်ပါအဲ့လိုတချင်းနေရတယ်အဲ့လိုတချင်းနေရတယ်မထွက်တော့တော်တော်ကြာပြီတကယ်ကိုကောင်းပါလေအောင်မြင့်မြတ်လေတကယ်ကိုဆိုးတဲ့နေရာတော်တော်မိုက်တယ်ဗျာမိစီကတော့ပြောစရာမလိုတကယ်ကိုနားထောင်ကြည့်ပါအဲ့ဒီစိတ်မမ်းမြတချင်းကိုနားမထောင်ရဘူးဆိုရင်နားထောင်ကြည့်လိုက်ပါဒီနားလေးမှာဗျာကိုအားခဲထားတဲ့သူနာရောက်တဲ့ချိန်မှာပြေကသူကိုပွေးပတ်ထားမှာငါတို့ရောက်တွေ့တဲ့ညလေးမြင်မှန်မိလားကြောနေရင်နဲ့သုံးဖို့မွေးတော်တာကြာတော့ဘူးပဲမဟုတ်လားစုံနေကြတော့ရဲ့နေရစက်သိန်းအောင်ထားတယ်ဗျာတကယ်သိလားအနာဟုတ်နားတော့တော်မိုက်တာနော်ဟို LDRSD ဆိုရင်တော့ပြောမနေနဲ့တကယ်တီရှူးလေးဆောင်ပြီးတော့မှဒီချီကိုနားအောင်နော်ကဲဆက်ပြီးနားအောင်ကြည့်ရအောင်
ကျေးဇူးတင်ပါတယ်